င်္ဂလာပါရှင်2019ခုနှစ်ဩဂုတ်လ10ရက်ကြာသပတေးနေ့ Arvision မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီရှင်ရခိုင်ပြည်နယ်ပြည်ထနာနဲ့ပတ်သက်ပြီးမောင်တော်စုံစမ်းစစ်ဆေးရေးကော်မရှင်မှဩဂုတ်လ6ရက်နေ့တွင်အခြေအနေမရှိတဲ့အစီရင်ခံစာတရက်ထုတ်ပြန်ထားကြောင်းသိရပါတယ်။အဆိုပါအစီရင်ခံစာဟာလုံးဝမှန်ကန်မှုမရှိတဲ့အတွက်ရဟိကများအပါအဝင်နိုင်ငံတကာလူခွင့်ရေးအဖွဲ့အစည်းချို့ကကန့်ကွက်ရှုတ်ချလိုက်ပါတယ်။2016ခုနှစ်အောက်တိုဘာလမှမြန်မာစစ်တပ်များရဲ့အကြမ်းဖက်မှုကြောင့်တသိန်းကျော်ရဟိကများမိနေရဲ့ဆွခါကြီးထွက်ပြေးရခြင်းထောင်နဲ့ရှိတစ်မဲ့ဒေသခံများဖမ်းဆီးခံရခြင်းကျေးရွာပေါင်းများမှဒေသခံများအိုးမဲ့အိမ်မဲဖြစ်ရခြင်းလူများအရှင်လက်မိချို့ခံရခြင်းအပါအဝင်ဥပဒေမဲ့အစွတ်လိုက်အပုံလိုက်တက်ဖြတ်ခံရခြင်းအမျိုးသမီးများကိုထိလက်ရောက်စော်ကားမှုနဲ့မတင်ကျင့်ခံရခြင်းအဖိုးတဲ့ဥစ္စာပစ္စည်းပေါင်းများစွာလူရက်ဖျက်ဆီးခံရခြင်းနဲ့ဖမ်းဆီးခံထားရတဲ့လူတွေအချုပ်ခန်းထဲမှာရင်ပတ်နှိစက်မှုကြောင့်အသက်ဆုံးရှုံးခံရခြင်းစတဲ့ကျွလွန်မှုများဖြစ်ပြတော်လေမောင်တော်စုံစမ်းစစ်ဆေးရေးကော်မရှင်မှမြေတီကျွလွန်မှုမရှိဟုပြောင်းလဲအစီရင်ခံစာထုတ်ပြန်ခြင်းဟာကျွန်ုပ်တို့ရဲ့ကြိုတင်ခံမှန်းချက်တစ်ခုသာဖြစ်တဲ့ဖြင့်မိသူများထူးဆန်းဖွယ်ရမဟုတ်ပါဒါကြောင့်မြန်မာစစ်တပ်ရဲ့စစ်ဆေးချက်များကိုမြန်မာတပ်မတော်များဦးဆောင်တဲ့ကော်မရှင်အဖွဲ့မှစုံစမ်းစစ်ဆေးခြင်းဟာမတင်ကျင့်သူအားမတင်မှုပြဿနာစုံစမ်းခိုင်းခြင်းဖြစ်သလိုလူသက်တရားခံကလူသက်မှုကိုစုံစမ်းနေခြင်းသာဖြစ်ပါတယ်။ထို့ကြောင့်နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင်မှအပအခြားသောစစ်ဆေးရေးအဖွဲ့များအားဤပြဿနာစုံစမ်းရန်တာဝန်ပေးလျင်ဖက်လိုက်မှုမှကင်းလွတ်မည်မဟုတ်ပေဒါပြင်ယခုလိုအခြေအမြစ်မရှိတဲ့အစီရင်ခံစာထုတ်ပြန်ခြင်းဟာမြန်မာစစ်တပ်ရဲ့ကျွလွန်မှုများကိုဖုံးကွယ်သည့်တာမကဆက်လက်ကျွလွန်ရန်ခွင့်ပြုချက်ပေးရရောက်ကြောင်းလေရဟင်ကာများမှဝေဖန်သုံးသပ်နေပါသည်ထို့ကြောင့်အဆိုပါအစီရင်ခံစာနဲ့ပတ်သက်ပြီးရဟင်ကာ Vision Media မှလေမှန်ကန်တိကျတဲ့အထောက်အထားများနဲ့အတူလုံးဝကန့်ကွက်ရှုတ်ချလိုက်ပါတယ်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့ Arvision ပရိသတ်များအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ Arvision ရဲ့ရုပ်မြင်သံကြားစီစဉ်တွေကို Facebook, Twitter နဲ့ YouTube စာမျက်နှာတွေကနေတိုက်ရိုက်ကြည့်ရှုနားဆင်နိုင်ပြီဖြစ်ကြောင်းလေးအသိပေးပါတယ်ရှင်။